အားလုံးပဲနေကြပြီလားဗျကျွန်တော်ပဲမွေရမိုးဟေးပါတောင်းနေထားမှနေထွက်နေပြီထားစာโอเคအားလုံးမင်္ဂလာပါကျွန်တော် YouTube channel ပြန်လာကြည့်ဆက်ပါလိုက်ကျွန်တော်ဒီနေ့တော့ဒီ mobile မှာလူတော်လေးကိုဆောင်းပြရတယ်ဗျကျွန်တော်ဘာဖြစ်လို့လဲမသိဘူးဘေးလုံးနဲ့ပတ်သက်တဲ့ကောင်တော်များတော်လေးမှာဆောင်းပြရတယ်အခုရကြည့်1 million တော့မှအိုးကျွန်တော်ဒီနေ့ကဒီကိကိုကျွန်တော်စဆော့ကြည့်ပါမယ်ဒီကိရဲ့ဂိမ်းတော့မရတော့ escape tsunami or ဘလေးလော်လို့ခေါ်ပါဒီမှာလို့ပြန်ရင်တော့ကျွန်တော်တို့ tsunami စီကနေဘေးလော်တွေကိုကဲတင်ရမှာပါဗျာကဲဒါဆိုရင်စလိုက်အောင် let's goသူဒီမှာမြားရီတော့ပြထားတယ်ကျွန်တော်တို့အဲ့ဒီဖက်ကိုကျွန်တော်တို့သွားကြည့်အောင်အဲဒီမှာဘာတွေရှိတယ်ကျွန်တော်တစ်ချက်ကြည့်မယ်ကျွန်တော်တို့ဒီဖက်မှာဒီမှာရေလိုက်လာနေရေလိုက်မလာခင်ဒီကောင်းလေးတက်ကောင်ကျွန်တော်သွားမှလိုက်မယ်ဟိုဘက်ကိုကြောက်သွားပြီရေလိုက်လာနေတာရေနေရတော့ကျွန်တော် normal ပဲ mini တဲ့ကဲကြောင်ရေလိုက်လာနေပုံနေမယ်ကျွန်တော်အရှိတက်ကောင်ကျွန်တော်သွားကြည့်အောင်အိုး5စက္ကန့်ပဲချက် okay မြန်ယူဟေးပြေးရယူဘီလောလေးကိုကျွန်တော်တို့ကဲတင်ရတယ်ဒါဘဝတုတ်တအောင်ပြတဲ့ဘီလောကိုကဲတင်တာပေါ့နော်ဘာပြောနေ okay ကျွန်တော်တို့ဒီဖဲကိုရောက်ပြီဆိုဘေးကကျွန်တော်တို့စီရသွားပြီကျွန်တော်ဒီဘာတော့ဒီကျွန်တော်အိုတိုချပေးကိုတော့ကျွန်တော်ဒီမှာလာချရပြီကိုโอเคဒီမှာကြားလိုက်ပြီဆိုရင်ကျွန်တော်ရပြီပတ်စာရမယ်ထေတယ်ဗျကျွန်တော်တို့ဟိုဘာလို့သိရမလားပတ်စာရမယ်ထေတယ်ကဲကျွန်တော်တော့တခုကျွန်တော်ခိုးဖို့ဆိုလွယ်ဒီပြေပါပဲဟိုရှိမ lucky block ပါလေတဲ့ဟာ lucky block ဟေးရေးလိုက်โอเคပြေးသွားပါရှိပါ lucky block ဗျယူလို့ရလားမသိဘူးယူလို့ရလားယူလို့မရအောင်ယူလို့မရအောင်ဆိုတော့ကျွန်တော်တို့အရှိအကောင်မခိုးရအောင်ယူလို့မရကျွန်တော်ជីជីရကောင်ယူအောင်โอเคရောက်ပြီကြောင်မရောက်ပြေးရတော့ငါပြချတာဒီကောင်ပြချတာပြေးလာမြေကြီးကပြချတာပဲကျွန်တော်တော့အစ်ခိုးပဲလာတာညာဒီကောင်ခိုးပဲဗျာအိုးလေဘူကလူလီလာโอกาလာယူကိုလီလာโอเคရပြီတကောင်ရတော့တကောင်ရပြီကျွန်တော်ဒီပါချတဲ့ကျွန်တော်ဒီအေးပါပြောက်ထည့်ပါပဲထိုးထည့်လိုက်ပြီအဲ့လိုပဲကျွန်တော်ကြည့်ကောင်းလေရပြီ let's go ရပြီဆိုတော့ကျွန်တော်ဒီမှာစပီတော့မြင်ခိုင်းတယ်ဗျစပီ accuracy ဆိုတဲ့စပီ accuracy တဲ့စပီကတော့ပတ်စားတယ်မြင်ရတာဗောနော်+1+5+10ရှိရဗျအဲ့ပါကျွန်တော်ဒီမှာမြင်ရမယ်ကျွန်တော်ဒီမှာပတ်စား3000ဝန်းရှိရဆိုတော့အပေါ်မှာနည်းနည်းမြင်ကြည့်အောင်တခုလည်းပဲ9000တော့မပြည့်ဘူးခွာကျွန်တော်မွဲနေတာပဲလို့အစ်မကြည့်ဘူးစပီးမြင်းနေတာ26ရပါတယ်ကျွန်တော်တို့ဒီဘယ်ဘက်ထောက်အောက်မှာကြည့်လို့ရတယ်ဗောနော်โอเคကျွန်တော် short ထဲမှာကြည့်အောင် short ထဲမှာရှိတယ်short ထဲမှာတော့ဘာမှမရှိ VNB ဘာညာရှိတယ်ပြီးတော့ဒီပါရောင်းတယ်ကျွန်တော်တို့ဒီဘက်မှာVNB တွေဘာတွေဗောဒါတော့ revet လို့တဲ့ဟာ yeah ကျွန်တော်တို့ဒီတစ်ခါတော့မြင့်လေးကျွန်တော်သွားခိုးရအောင် let's go ကျွန်တော်တို့ဒီ medical ကျွန်တော်တို့နေရာစုပါသွားခိုးမယ်ဗျာကဲကျွန်တော်တို့ပုံမယ်သွားမယ်ဟာဒီကကြားရဒီရဲကြားတယ်တော်ရကြောက်ဘာကောစပေါ်လာမင်းပေါ်မှာတော့တော်ရသေးမရတော့ဘူးရေစပီးရတော့နှင်းနေတာဟိုဘက်မှာ VNB တွေတော့ VNB ပဲဝင်လို့ရနေရရှိတယ်VNB ဂိမ်းပဲရှိမှဝင်လို့ရမှာချင်းဟာသေသွားပြီဟေးရေးလဲငါတို့မှလေဘလို့သေသွားတော့စောင်းကျိုးနေဟေးโอเคနောက်တစ်ခေါက်သွားမယ်ရှုံးမပေးနဲ့ကျိုးစားโอเคရေးလိုက်တွေတော့လာနေတော့ပဲကဲကျွန်တော်တို့သွားရအောင် let's go အခုကကျွန်တော် common effect AREH effect ဘာလဲရှိမစေးစပဲစေးစပဲငါကြိုက်တယ်စေးစပဲငါကြိုက်တယ်စေးစပဲတော့ကိုယူအောင်စေးစပဲဒီလားကပချီနိုအချီနိုဒီကောင်မကြိုက်ငါတော့မစေးငါစေးစပဲမသွားရအောင် drive ပဲတဲ့ရောတယောက် drive လာတယ်ရောစေးစပဲယူမှာကွာကျွန်တော်စေးစပဲတော့မြည်တော့ဘာပြစေးစပဲကျွန်တော်ဒီကောက်တဲ့နည်းနည်းတော့နေတယ်ဒါကြောင့်မို့ကျွန်တော်ဒီကာပူချီနိုအက်ဆီနိုကိုယူပဲတော့ဘာကွာစေးစပဲယူသွားရအောင်ဒီစကိုစေးစပဲတကောက်ရပြီဂီတာတာပဲကြားသေးဒီကတော့သေးကောင်းမဲ့ပုံမပေါ်ဒါပေမဲ့စေးစပဲကျွန်တော်ကြိုက်တယ်ဗောနော်စေးစပဲကျွန်တော်ရပြီပြီးမယ်အေးသွားမယ် let's go စေးစပဲတကောက်ရပြီအေးမှာချရဗျာစေးစပဲစေးစပဲမောင်လေးမင်္ဂလာပါမောင်လေးဟုတ် drive by တဲ့ဟေးလာပေးရဗောလေပြီးယူတက်ကြည့်မယ်ဟိုစကောက်55ကျူဒီတော့မှထုတ်ပေးတာရောက်ကြီးချကြည့်ဦးမယ်ရောက်ပတ်ဆက်ဘယ်လိုရမလဲဒီဟာသွားပြီအဲ့ဒါသွားပြီတကယ်ပဲပိုက်သေးစားသေးကြည့်ရငါဒီခုမှစားစောတာလေမင်းအဲ့လာပြီးမှတော့ငါတထေးပြီခေဘယ်လိုလေးစားစောလို့ရအောင်မလဲလို့ကြည့်
ဟာနဲတာမဟုတ်ဘူးယူတစ်ချက်ထွက်လာတာပဲဆိုင်ရဘလူးအိုပီတယ်ရောဘရီအဲ့လိုကြမလို့ဘူးလေမင်းပိုက်တဲ့ဇက်သေးဖြစ်သွားပါဘောကြီးစောရတာဘယ်လိုလုပ်ပြောဖို့ကောင်းအောင်ပါလဲကြည်ဟန် ဘာကြည့်နေရလဲအဲ့တော့ तू အလုံးရှောင်းနေတယ်မင်းမဟုတ်တယ်တခြားတယောက်နဲ့ Make your heart believe, but I'm a bad ဒီလိုကောင်းလာပြေးသွားတာအာယာကဲကျွန်တော်ဘလူးကြီးနေတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကောင်းကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်နောက်မှအစီရေချလိုက်ပါမယ်ထိုးချီတွင်လက်ကြသွားပါဒီ စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်နေပါ โอเคကျွန်တော်တို့ဒါမနေ့ပဲတော့ကျွန်တော်မနေ့ပဲဆောမှာကဲကျွန်တော်တို့ညပေးထားတဲ့ဒီကောင်ကြီးတော့ကျွန်တော်ဆက်တော့ဖို့တော့မရတော့ဘူးဆက်တော့မတိုးတော့ဘူးဘာဖြစ်ဆိုတော့ဒီကောင်သိထားလိုက်တာမယ်ကဲကျွန်တော်တို့ဒီသေးကျွန်တော်ပါလာကျွန်တော် normal ဆောကြအောင်ကျွန်တော်တို့ဘာမှမဆိုနေနဲ့ကျွန်တော်လွှတ်ရမယ်ဟာကျွန်တော်တို့ reveal လုပ်မယ်ပြီးတော့ရှင် speed တင်မယ်ပြန်နောက်ဆုံးမှရှိတဲ့ကျွန်တော်တို့ secret ကောင်တွေကိုကျွန်တော်တို့သွားခိုးမယ်ဗျာကဲ let's go ကျွန်တော်တို့ speed တင်လိုက်အောင် speed တင်လာတော့နည်းနည်းကြာမယ်ကျဲကျွန်တော်တို့ဒီ speed တင်မှာကျွန်တော် reveal လုပ်ရမှာကျွန်တော်ဒါဆိုရင် speed နဲ့တင်မယ် reveal လုပ်မယ်ဘလို့တို့ကိုကျွန်တော် speed နဲ့တစ်ချက်ပြပေးပါမယ် let's go ခိုးဆိုရင် minute နဲ့ဆက်လောက်ကြာပြီးအောင် speed တင်လိုက်ပြီးနောက်ပိုင်းမှာကျွန်တော်ရဲ့ speed အဆိုရင်2ရက်ထဲမှာလက်ဆက်ရှိသွားပြီကျွန်တော်တစ်ချက်ပြီးတာတော်လေးကိုများနေပါပြီကဲကျွန်တော်ဒီ speed နဲ့ကျွန်တော်တို့ secret ကောင်ရအောင်နောက်မှာသွားခိုးရမယ် let's go ကျွန်တော်တို့မခိုးခင်မှာဒီမှာကျွန်တော် speedway လှည့်လို့ရတာကျွန်တော်တစ်ချက်ကြည့်ပါမယ် speedway တော့လှည့်လို့မရဘူးကဲကျွန်တော်သွားခွေအောင်ကဲကျွန်တော်တို့ဒီမှာကြည့်ရန်ကျွန်တော်တို့ A level တင်ဖို့မေးနေတာကျွန်တော် A level ကိုကျွန်တော်တခါလဲမဲပဲတင်လိုက်တော့မယ် let's go ယေးသာသာကိုပါသာ A level မဲသွားပြီယေးကျွန်တော်တို့30တော့တင်လို့ရတယ် A ကကဲဒါဆိုရင်ကျွန်တော်တို့ A level မဲကိုကျွန်တော် reverse မှာကျွန်တော်ဆက်လို့ရမှာထင်တယ်ကဲကျွန်တော်ဒီ lucky block ကျွန်တော်ထားချကြည့်အောင် lucky block ချရတာအော်ဒီတိုင်းချရတော့ဖောက်ရတာဗျlucky block โอเคကျွန်တော်တို့ကိုဒါကတော့ကျွန်တော်ခဏသွားမလာတဲ့ကောင်ပေါ့နော်နွားကြီးဒါကျွန်တော်ခဏကောင်โอเคဒါက lucky ပြောပဲဒီကောင်က nuclear ဟာတွေပါတယ်ကြည့်ရအိုး nuclear ဟောကြီး nuclear ဘာကောင်ရ EP တိုက်ဗျဒါ EP တိုက်အိုး EP တိုက်200k တော့မှရှိတယ်ကျွန်တော်ဟိုကောင်ထဲတော့များတယ်ကျွန်တော်တို့တခုရှိတာကျွန်တော်ဘေးလောကောင်တွေပါကျွန်တော်တို့ဒီအောက်မှာခြားထားတော့ရှင်ကျွန်တော်တို့ level ကိုဆက်တင်လို့ရတယ်ဗျာအဲ့ဒါတော့တခုရှိတယ်ကျွန်တော်ဒီ game ကိုခုမှစားဆိုတာတော့တေးတော့နားမလဲသေးဘူးကဲကျွန်တော် reverse နောက်တစ်ခါချလိုက်ပြီ reverse ချတော့ကျွန်တော် speed နဲ့သွားတယ်ကျွန်တော်ပြန်တင်ရမယ်ဗျ let's go speed တော့ကျွန်တော်တင်လိုက်ချလိုက်ပဲပေါ့နော်ကဲကျွန်တော်တင် speed ကျွန်တော်တင်မယ် let's go အခုဆိုရင်ကျွန်တော်ရဲ့ speed က200ထဲမှာ58ရှိသွားပြီကဲကျွန်တော်ဒီ speed နဲ့ကျွန်တော် secret ကောင်တွေကျွန်တော်သွားခွင့်မယ်ဗျကျွန်တော် next ဆိုတော့ secret တကောင်တော့လိုချင်တယ်ဗျအာရှော့လာပြန်ပြီကဲကျွန်တော်ရအောင်ခွင့်မယ်ဗျလာစမ်းဟာရ eBay အဲ့လေကျတယ်ကြော်ကူကြီးရှင်းနေရဒီစိဟာဒီတော့ပြီး VMB ပဲပွင့်နေလို့ရတယ်ဘာမျိုးလာသလားရနီယိုအဲ့ဒါအတယ်များတယ်နောက်ဆိုတော့ပြဆိုအဲ့ကာလာလာတစကူတော့မယ်ယူကပါယူကြော်ဖျက်ပြီးကျွန်တော်ရောက်ရှိလို့လာပြီးခဏပုံမယ်ဘလို့ခဏပုံမယ်โอเคဆက်သွားလို့ရပြီကျွန်တော်ဒီမှာပုံမယ်โอเคတော့မတိကဟာသွားပြီဟာနောက်တစ်ခုအေးခွေးအေးနောက်ဆိုတခုအဲ့ဒါကြမ်းတယ်နဲ့ပိုးလိုက်အောင်မယ်နည်းနည်းလေးပိုးလိုက်အောင်မယ်ကဲကျွန်တော်သွားလို့ရပြီ let's go ယူကျွန်တော်ဒီကျွန်တော်ဆရာကြီးရှိတဲ့နေရာတော့ရောက်လာပြီကျွန်တော်တို့နောက်ဆုံးစီးခွဲနေရာကိုသွားပါကျွန်တော်က67တကောင်တော့ရောက်ယူမယ် let's go okay ကဲကောသွားတော့ရေးစလိုလာရokay ကျွန်တော်တို့67တကောင်ရရင်တော့ဒီဗီဒီယိုအားပြီပဲokay ဒီမှာစီးခွဲနေပြီဒီမှာ67 let's go 67ရပြီကျွန်တော်အေးပြမယ် let's go you 67တကောင်ရပြီ hey let's go စီးခွဲ67yo မိုက်တယ်ဗျာဆောရတာကျွန်တော်မဆိုးဘူးပေါ့နော်နောက်ကြားလို့ရှိနေဘလို့တို့ကြိုက် anime effect လာပါကြရှိတယ်ကျွန်တော်တို့ဗီဒီယိုတိတက်ထပ်လုပ်ပေးပါမယ်ကိုကတော့67မိုက်တယ်ဗျာကဲ67လေးကိုကျွန်တော်ရဲ့ channel မှာချလိုက်ပါမယ်ယေ67ယေ7ကဲကျွန်တော်တို့ဒီနေ့ကဒီလေပါပဲကျွန်တော်တို့ဒီ game လေးကိုဘလို့တို့ကြိုက်ကြမှာကျန်ပါတယ်ဘလို့တို့ဆော့လို့ရှိရင်ကောမရေးသွားလို့ရပါတယ် game ရတော့မရတော့တက္ကမတာပါ escape tsunami for play လို့ဖြစ်ပါတယ်ကျွန်တော်တို့နေနဲ့မှတ်ထားလိုက်ပါဒီ game ဆော့လို့ကောင်းတယ်တော့ပါပါတယ်ဘယ်ရေရှိကင်မရာရေရှိတော့ကျွန်တော်ခြေကြပလိုက်ခြေတူပလိုက်တော့ဘလို့တို့မသိသေးပါဘူးကဲကျွန်တော်လည်းမသိပါဘူးကဲအားလုံးပဲကြည့်စီပေးတယ်ကြည့်စီတင်ပါတယ်နောက်ထပ်ပါပြန်လို့ကြပါအားလုံးပဲတတ်တာပါ